คริสตุทาสไรนัวพูนาวนี้ยองกบูกรางากาแต่นี่ก็อันเทมิจินาศาสนามาดูสกุเรมัวอินัมเพสราดอสตาไอเบเรงไอเกรกษาพุ่งชิงกันเพกบูกราสกอนกุนดอนงากาเกรกษากบาดิกไอชมันจีจูเพมุมดาคำลาลูไอเบอินทอยเรงไอมิจินาศาสนามาดูมิมดาชราอินาไปมุมดาวาลูชิงอนไออินทอยมุเรงไอโลลาไอนกุพงะศาสนามกามอีงามทากบูกราตากินดนเล็ดมกามบุมลีจอนกุมไพสาวานามาดูอันเทคุมสกุเพโซชกาอินทอยมุเรงไอสระอินัวพูนาวนี้อคิวพีไอเทชนินลอลอันเทอลาดิงดาไลวาสกาไออคิวกเดพีเดมเมทายอลูครอไอซอนเพียมิจออันเทมิดอมิทุมไออันเทียอคิวพีกานีเพเกรกซันอิมดายาซัมไองุยนาบีคำชาไลวาสกาไอรัติโมสรายนัวพูนาวนี้เกรกซันก็เชียเดนทาทับทุกดิกไอลำเพและดันสปิญญาไอเชียเดนดูไซไรยามกระไดมุนไดลำเพจะคริงชิงดังดาลูนาอินไรยาโกไกรซันเชียเดนดูไซเทมเรนกจาดิกไอลำเพละจันยาไซยานันเทียมาเนดูดงไอวาโกอันเทียสกุเรมวาเรงไอจอนีเพเองกอนจอมอยู่ไอได้อเดงโกมีมดาลำเทมีครุมยราจอมสกุดกอกับคอมไซอเดนเรงาอุกะจูบิลิชนินทามีอิงกอนินาไปจะพริ้งลาลูไอนกุพงเพียนไตคราสกุลคอมสากาง่ายนาโซชกาไอวาสราเบียนฟรานซิสมีมิสินเทมีพอมเล็ดจอมคอมสากามาดูเยซูทากัมพังอาเลโซราลำเทตรารับราลานิทารูจุงอิมพอร์ตกอดาไอมีครุมกะคิงไอนกุพงเพียนไตคราจอมกอกับงากาเลซาโตนิโกมอนมาโรเซียโรอติเยကိုရေးရာဇဝင်ကကျွန်တော်တို့ရဲ့အ내ဆိုင်ဆုံးနှလုံးသားကိုထိပြီးကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုနိုးထစေပါတယ်။နှိမ့်ကြတဲ့အတိုင်းဝိုင်းမှာမွေးဖွားလာပြီးငယ်စဉ်ဘဝတွေကိုကြောက်စိမ့်ထွက်တဲ့တောင်တန်းတွေပေါ်မှာဖြတ်သန်းခဲ့တယ်။နဖူးကချွေးခြေမကြသည့်အထိရုန်းကန်ပြီးရှာဖွေစားတော့ခဲ့ရတယ်။ကြံတန်ခြင်းရိုးစင်ခြင်းအလုပ်လုပ်ရခြင်းတိတိစိတ်ရုန်းကန်ခြင်းဆိုတဲ့အရာတွေနဲ့ပြေဝနေတဲ့သူ့ဘဝကနာဇရက်မြို့မှာမထင်မရှားနေခဲ့တဲ့ခရစ်တော်ရဲ့ဘဝအသက်တာကိုထင်ဟပ်စေခဲ့ပါတယ်။အလိုရိုးစင်းတဲ့ဘဝလို့ထင်ရပေမဲ့ဘုရားသခင်ရဲ့စီမံကိန်းကအပြည့်အဝရှိနေပါတယ်။ဆရာတော်အသစ်ဟာနှစ်ပေါင်းများစွာတိတ်တိတ်လေးနေပြီးအလုံးလုံးနေခဲ့တယ်။သူကိုကဘာကြီးကမသိပေမဲ့ဘုရားသခင်ကတော့သူ့ကိုအနိကသိနေခဲ့တယ်။မျိုးစေ့ချထားပြီးသူ့အချိန်တန်မှအပင်ပေါက်လာမှာကိုစောင့်တယ်လို့ပဲစောင့်ကြည့်နေခဲ့တယ်။ဘုရားသခင်ရဲ့ခေါ်သံကမိုးချင်းတန်လိုပဲရုတ်တရက်ကျဲလောင်တဲ့အတန်နဲ့ရောက်လာတာမဟုတ်ပဲလေပြေညင်းလေးတိုက်ပြီးတော့ခတ်တဲ့အတန်မျိုးနဲ့ရောမမျိုးနဲ့ဣသရေလကိုအလဲပတ်သွားနေတဲ့အချိန်မှာရောက်လာခဲ့တယ်။ယာကုနှစ်ပေါင်းများစွာကတည်းကယုံကြည်ခြင်းကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့တဲ့တန်ရှင်းသောမြေတန်ရှင်းသောနေရာတွေမှာသူ့ဘဝအသက်တာကိုပြောင်းလဲပေးမဲ့မျိုးစင်ငယ်လေးဟာသူ့နှလုံးသားထဲမှာကျဲချခံခဲ့တယ်။သူဟာအဖို့တန်တဲ့ကြောက်တွေရှာဖွေတဲ့အလုပ်ကိုစွန့်ပြီးဘုရားသခင်ရဲ့လုပ်ငန်းကိုရှာဖွေတတ်ဖို့သင်ယူခဲ့တယ်။တာမန်ထက်ထူးခဲ့တဲ့အရှုံးမပေးတဲ့စိတ်နဲ့ဂျေဇုတော်တွေနဲ့တွန်တွဲလျှောက်ခဲ့တဲ့ခရီးစဉ်ဟာကချင်တိုင်းသားတွေအတွက်မျှော်လင့်ခြင်းအလင်းတန်းရှိဖြစ်ပါတယ်။ဘုရားသခင်ရဲ့ပြောင်းလဲနိုင်စွမ်းတကူထက်ဘလို့အခက်ခဲကမှပို့ပြီးတော့မကြီးမားပါဘူး။ဘုရားသခင်ရဲ့ဘုန်းကုံတော်အတွက်ဘလို့ဘဝသက်တာမှာရိုးရိုးသားမှန်ဆိုတာမရှိပါဘူး။ဘလို့မျှော်လင့်ချက်အိမ်မက်မှသူ့ချစ်ချင်းနဲ့ဝေးကွာလို့မနေပါဘူး။ဆရာတော်အသစ်ရဲ့ဘဝဖြတ်သန်းမှုဖြစ်စဉ်တွေကအခက်ခဲတွေအပေါ်ကြော်ဖြတ်ဖို့ကျွန်တော်အားလုံးကိုဖိတ်ခေါ်နေပါတယ်။ဘုရားသခင်ရဲ့စီမံကိန်းကိုယုံကြည်ပြီးအနှိမ့်ချဆုံးသောဘဝရဲ့အစတွေကကြီးမားသောပန်းတွေဝေစာပွင့်လင်းလာဖို့ဘုရားသခင်ရဲ့လက်တော်ကလုံနိုင်စွမ်းရှိတယ်ဆိုတာကိုမြင်တတ်ဖို့အလင်းပေးနေပါတယ်။ဆရာတော်တစ်ပါးရဲ့လုပ်ငန်းစဉ်300ဆရာတော်ကိုအနှင်းတဲ့လုပ်ငန်းတာတွေဟာတ
တင်ကြားပေးဖို့တန့်စင်ပေးဖို့တနာခြင်းနဲ့အုပ်ချုပ်ဖို့ဖြစ်ပါတယ်ကချင်နယ်မှာရှိတဲ့အသင်းတော်ကနီလန်ပေါင်းစုံမှာတက်ဝင်ခိုင်မာတဲ့အသင်းတော်ဖြစ်ပါတယ်ရာပေါင်းများစွာသောဓမ္မဆရာဆရာမများတွေနဲ့အတူတူတာမန်ဘာသာဝင်များဥဆောင်တဲ့အသင်းတော်တစ်ခုဖြစ်တယ်လို့လည်းပြောလို့ရပါတယ်အခုစိန်လုဓမ္မသင်တန်းကျောင်းဖွင့်ထားတဲ့အတွက်အသင်းတော်အတွက်ဧဝံဂေလိသတင်းကောင်းပြန်ပွားရေးလုပ်ငန်းစဉ်တွေမှာတာမန်ဘာသာဝင်တွေအများကြီးပါဝင်လာနိုင်မှာဖြစ်ပါတယ်ကချင်ပြည်နယ်မှာဆရာတော်ဖြစ်သူအနေနဲ့အလွန်ရေးပါတဲ့တာဝန်တွေရှိပါတယ်သင်ကြားပေးရမယ်တန့်စင်ပေးရမယ်တနာခြင်းရဲရင်ခြင်းနဲ့ဉာဏ်ပညာနဲ့စီမံအုပ်ချုပ်ရမှာဖြစ်ပါတယ်ပရိပခါတွေရွှေပြောင်းခါရခြင်းတွေခက်ခဲကြမ်းတမ်းတွင်ခြင်းတွေနဲ့ပြည့်နေတဲ့ကချင်ပြည်နယ်ရဲ့ဆရာတော်ဟာခရစ်တော်ရဲ့အလင်းကိုလူတွေစီသဲဆောင်လာပေးပြီးသူတို့ရဲ့ယုံကံနေရာခြင်းတွေကိုဖြတ်ကျော်နိုင်ဖို့ကျိုးပဲ့နေတဲ့သူတွေရဲ့ဘဝကိုပြန်လည်တည်ဆောက်ဖို့လမ်းညွှန်ပေးရပါလိမ့်မယ်ကချင်ပြည်နယ်ကဘာသာဝင်တွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကနေပြီးတော့နောက်ဖြတ်ကျော်နိုင်ဖို့ဥဆောင်ပေးရမယ်ဆရာတော်ရဲ့တာဝန်တရားတွေကိုဒီနေ့ဖတ်ရှုရတဲ့နှုတ်ကပတ်တော်ကျမ်းကလင်းပြနေပါတယ်သင်ကြားပေးရန်ရှေ့ခရီးအတွက်ခေါင်းဆောင်များကိုအာမန်ဖြစ်တင်ပေးပြီးတော့နောက်ပရိပခတွေနဲ့ရွှေပြောင်းနေရခြင်းတွေရှိတဲ့ကချင်ပြည်နယ်မှာဆရာတော်ဟာမျှော်လင့်ခြင်းနဲ့အမှန်တရားအတွက်အသံထွက်ပေးဖို့အခေါ်ခံရပါတယ်ရှင်ဘောလူကတိမောသေကိုမှာကြားခဲ့တာကနှုတ်ကပတ်တော်ကိုကြီးညာဟောပြောပါအချင်းရာသည်မရွေးအစဉ်သင်းရှိပါလောမှားယွင်းသောအရာများကိုပြုပြင်ပေးခြင်းဆုံးမသွန်သင်ခြင်းနဲ့အားပေးခြင်းတို့ကိုစိတ်ရှည်ခြင်းမှန်သောသွန်သင်ချက်တို့ဖြင့်လှုပ်ဆောင်ပါလောနှစ်တိမောသေ4နှစ်ဆရာတော်ရဲ့သင်ကြားခြင်းကဧဝံဂေလိတရားတော်မှာအခြေခံရမှာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲလူတွေရဲ့လက်တွေ့ဘဝနဲ့လည်းပဲကန့်ညီဖို့လိုပါတယ်စစ်ပြေဒုက္ခတဲ့ဘဝနဲ့ပြေးလွှားနေရတာမူရစ်ဆေးဝါးကြောင့်ကိုကျင်တရားရေးရာမှာနှိမ့်ကြလာတာပရိပခတွေကြောင့်တရားမျိုးစုံနဲ့နာကျင်နေကြတာဒီလိုအခြေအနေထဲမှာဆရာတော်အနေနဲ့သွန်သင်လမ်းညွှန်ဖို့နီလန်းရှာဖွေရပါလိမ့်မယ်။ယုံကြည်ခြင်းကိုလက်ဆင့်ကမ်းပေးတဲ့အခါအတွေးအခေါ်အယူအဆတွေအောက်မှာအရေးပြောမသွားစေဖို့သတိပြုပြီးသူ့ရဲ့သွန်သင်ချက်တွေမှာဘုရားသခင်ပေးထားတဲ့လူသားတဦးရဲ့ဂုဏ်သိက္ခာကိုထင်ရှားအောင်ပြန်လည်သင့်မြတ်ရေးနဲ့တရားမျှတခြင်းအတွက်လှုပ်ဆောင်နိုင်အောင်သင်ကြားပေးရမှာဖြစ်ပါတယ်။အလွန်ကျေပြန့်တဲ့ကချင်ပြည်နယ်ရဲ့အခြေအနေမှာဘာသာဝင်တွေကအလွန်ဝေးလံခေါင်တည်တဲ့ဒေသတွေမှာနေထိုင်ကြတယ်သူတို့ရဲ့ဝိညာဉ်ရေးရာလိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့ဒေသခံဘာသာရေးခေါင်းဆောင်တွေနဲ့ဓမ္မဆရာဆရာမတွေကိုပြိုးထောင်မွေးထုတ်ပေးရပါလိမ့်မယ်ခေါင်းဆောင်တွေကိုဒီလိုပြိုးထောင်ပေးမှသာတွားရောက်ဖို့မလွယ်ကူတဲ့ဒေသတွေမှာလည်းပဲအသင်းတော်ဟာတက်ကြွလှုပ်ရှားမှုအပြည့်အဝနဲ့တည်နိုင်မယ်ဖြစ်ပါတယ်တန့်စင်ပေးရာအတူတကွယုံထားခြင်းယုံကြည်ခြင်းနဲ့ခန္ဓာရည်စွမ်းကိုပြန်လည်တည်ထောင်ခြင်းဖြစ်ပါတယ်ဆရာတော်ဟာကျေးဇူးတော်တွေရဲ့အမှုတော်ဆောင်ဖြစ်ပါတယ်ဒဏ်ရာတွေရွှေ့ပြောင်းခြင်းခံရတာတွေနဲ့အနာတရဖြစ်နေတဲ့အသင်းတော်ကိုကုသခြင်းနဲ့တန့်စင်ခြင်းတို့လှုပ်ဆောင်ပေးရလိမ့်မယ်ရှင်ပေထရုကတတိစကားဆိုခဲ့ပါတယ်သင်တို့အားအထာသောဘုရားသခင်၏သိုးစုကိုထိမ့်သိမ်းဆောင်ရှောက်လောထို့သောဆောင်ရွက်ရာတွင်ဝတ္တရားအရပြုလုပ်ခြင်းမျိုးမဟုတ်ဘဲဘုရားသခင်၏အလိုတော်ကိုဆောင်ရတဲ့ကဲ့သို့ဝမ်းမြောက်စွာလှုပ်ဆောင်ပါလောမတန်ရှင်းသောငွေကြေးအတွက်မဟုတ်ဘဲသင်ကိုယ်တိုင်ကစိတ်အားထက်သန်စွာလှုပ်ဆောင်လိုသည့်စိတ်နှင့်ဆောင်ရှောက်ထိမ့်သိမ်းပါလောတိပေထရုအခန်းကြီး9နှစ်ဆရာတော်ဟာလူများကိုစက္ကမတုများအပြင်တန်းစင်ပေးရပါမယ်အထူးသဖြင့်ကိုရမြတ်စက္ကမတုနဲ့အဘဖြည့်ခြင်းစက္ကမတုအပြင်ဘုရားသခင်ရဲ့သနာကျင်နာခြင်းနဲ့ကုသပေးခြင်းတို့ကိုသင်ကြားလမ်းညွှန်ပေးရပါမယ်ပရိပခတွေလွှမ်းခြုံနေတဲ့နေရာမှာဆရာတော်ဟာဘုရားရှင်မှာရှိနေခြင်းကခန္ဓာရည်စွမ်းနဲ့မျောလင့်ခြင်းကိုပြန်လည်ရရှိစေပါတယ်ဒုတိယကျမ်းကိုဓမ္မတော်ဝတ္ထုအခန်းကြီး14ငယ်21-23ကိုဖတ်ရှုခဲ့ရပါတယ်ဒီကျမ်းပိုက်ကအခက်အခဲတွေနဲ့တွေ့ကြုံရတဲ့အသင်းတော်မှာယုံကြည်တည်ဆောက်ဖို့ဒေသခံခေါင်းဆောင်တွေရဲ့အရေးပါပုံအကြောင်းကိုသတိပေးထားပါတယ်ရှင်ဘောလူနဲ့
ဘာနာဘာတို့ယုံကြည်ခြင်းကိုလက်ခံလာတဲ့ခရိယာများအတွက်ခေါင်းဆောင်တွေခန့်အပ်ပေးပြီးအသင်းတော်ကိုတည်ဆောက်ခဲ့ကြသလိုဆရာတော်အနေနဲ့ခေါင်းဆောင်တွေခန့်အပ်ပေးရပါမယ်ခန့်အပ်ခံရတဲ့ခေါင်းဆောင်တွေကသူတို့ဥဆောင်ဥရွက်ပြုရမယ်ဘာသာဝင်တွေရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ဘာသာစကားကိုနားလည်တတ်ကျွမ်းတဲ့သူတွေဖြစ်ပြီးဘာသာဝင်များရဲ့ရင်ဆိုင်နေရတဲ့ဒုက္ခအခက်အခဲတွေကြားထဲမှာနေပြီးတဲ့နောက်ဥဆောင်နိုင်တဲ့သူတွေဖြစ်ဖို့လိုပါတယ်ကချင်ပြည်နယ်မှာဘာသာဝင်တွေရဲ့ရွာတွေဟာတည်နေရာမဟုတ်ဘဲနဲ့ဝေးလံစွာနဲ့ပြန်ကျဲနေတဲ့အတွက်အသင်းတော်ရဲ့တမန်တော်လုပ်ငန်းတွေထိရောက်စွာလှုပ်ဆောင်နိုင်ဖို့အတွက်ဒေသခံခေါင်းဆောင်တွေကိုအာမန်ဖြည့်တင်းပေးဖို့အလိုအပ်ပါတယ်ဆရာတော်အနေနဲ့ဒီခေါင်းဆောင်တွေကိုကူညီထောက်ပံ့ဖို့အရေးချင်းမြင့်တင်ပေးဖို့လည်းလိုပါတယ်ဒါမှအသင်းတော်ဟာခွန်အားအပြည့်နဲ့ရှင်သန်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်ဘာသာဝင်များအနေနဲ့ဒီခေါင်းဆောင်တွေရဲ့ကူညီမှုနဲ့သူတို့ရဲ့ယုံကြည်ခြင်းနဲ့ခံနိုင်စွမ်းအားတွေကိုတည်ဆောက်ကြပါလိမ့်မယ်စီမံအုပ်ချုပ်ရာအတွက်သိုးထိန်တဦးရဲ့နှလုံးသားအလုသမားများအားဆေလွတ်ခြင်းဆရာတော်တစ်ပါးရဲ့တာဝန်ကနှိမ့်ချခြင်းရဲရင်ခြင်းနဲ့အုပ်ချုပ်ဖို့ဖြစ်ပါတယ်သာသနာကိုစီလုံးညီညွတ်ရှိစေရေးဝိညာဉ်ရေးနဲ့လူမှုရေးလုပ်ငန်းများကိုကင်တွယ်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒီတို့တွင်ကြီးမြတ်လိုသောသူသည်အစေခံဖြစ်ရမည်လို့ခရစ်တော်ကသင်ကြားထားခဲ့ပါတယ်။ကချင်ပြည်နယ်မှာနိုင်ငံရေးမတည်ငြိမ်မှုဆင်းရဲမွဲတေခြင်းရွှေ့ပြောင်းနေထိုင်ရခြင်းတွေကအလွန်များပါတယ်။ဒီလိုအခြေအနေထဲမှာဆရာတော်အနေနဲ့အင်အားနဲ့အတူတူတနာကျင်နာတတ်တဲ့စိတ်နဲ့လူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရင်အပြန်အလှန်ယုံကြည်ခြင်းနဲ့စီလုံးညီညွတ်ခြင်းတည်ဆောက်ဖို့လိုပါတယ်။ရှင်မတေအခန်းကြီး9 35-38မှာရိတ်သိမ်းစရာများစွာရှိပေမဲ့ရိတ်သိမ်းမရှိတာကိုသိမြင်တဲ့ခရစ်တော်ယေရှုကလူတွေကိုတနာကျင်နာခြင်းနဲ့ကြည်တော်မူတယ်။ကချင်ပြည်နယ်ရဲ့ဆရာတော်အတွက်ဒီအချက်ဟာမဖြစ်မနေလှုပ်ဆောင်ရမယ့်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဆရာတော်အနေနဲ့ဘာသာဝင်များရဲ့ဝိညာဉ်ရေးလိုအပ်ချက်များသာမကပဲအလုသမားတွေကိုလုပ်ငန်းခွင်တဲကိုပို့ဆောင်ပေးဖို့အရေးတကြီးလိုအပ်နေတာဆိုတာသိမြင်ဖို့လိုပါတယ်။သူနဲ့အတူတူသာသနာလုပ်ငန်းတွေလှုပ်ဆောင်ဖို့လက်တွဲလှုပ်ဆောင်မဲ့လူတွေစိတ်တူသဘောတူသာသနာပြုမဲ့သူတွေကိုမွေးထုတ်စေဖို့ကြိုးစားရပါမယ်အထူးသဖြင့်ဆင်းရဲဒုက္ခမျိုးစုံရင်ဆိုင်နေရှာရတဲ့လူတွေစီမံအုပ်ချုပ်နိုင်သူတွေကိုစေလွတ်ပေးရပါလိမ့်မယ်ယေရှုခရစ်တော်ကတပည့်တော်များကိုစေလွတ်တဲ့ကဲ့သို့ကချင်ပြည်နယ်ရဲ့လူများတဲကနေခေါင်းဆောင်ကောင်းတွေမွေးထုတ်ပေးနိုင်ဖို့ဆရာတော်အနေနဲ့အထူးဂရုပြုလှုပ်ဆောင်ရပါလိမ့်မယ်ဒါမှသာငြိမ်းချမ်းခြင်းတရားမျှတခြင်းနဲ့ဧဝံဂေလိသတင်းကောင်းကိုကချင်ပြည်နယ်မှာအမောင်မိုက်ဆုံးအစွန်းဖျားတွေထိအောင်သယ်ဆောင်ပေးနိုင်သွားမှာဖြစ်ပါတယ်မြေခရုမြင်ရာလက်မကမ်းဘုံလီရောဂျောမကွန်ပိုင်နာမတူအကြဝလကျင်းမြူအိုင်စရာတော်နံပဲလူလားဆိုင်တဲ့မရန်မြေခရုမြင်ရာလက်မကမ်းဘုံလီရောဂျောမကွန်ပိုင်စကုဆာဝကအန်တီယာဘူဂါတာรูไออยากไอลำนี้ล้อๆงาไอรัติมองอันเจมีครุมากาไอไรยามแต่อยากลำนี้ยองเพเอาดังก้าวนาอินกุนอันเจตางาไอหลายว่าใส่เดน่ามีอินครุมอินราเรไอลำนี้เพตอนก้าวดานาเกรกสังอามิวมิชานีเพโดจอไอลำทามีครุมกับเคียงากางวยนายองเพอจาวะลจิงมิวอินไงว่าสราเบียฟรานซิสสุนัยมาดูเยซูเทปุ่งไอสราดอกสกูพุมิชานีเทนีเทบงายสกูนีเพชีเจงายซอนสกูนีโมชีเพเจงายสราดอินันเพมดิชดองลางากามีครุมกะเคเล็ดสราดอินันเทมกัมบุงลีเราจอมกุนไพงากาสลอยเชอันเทอะสราดกิงวันโกมาดูเยซูอะโซราไอลัมเพสตันชดองยาไอมีครุมกะคิงไอสราดกิงวันไดวานาไรงายตราโคสราสตามานีเทภูมิกรรมกุนนิยอมเพมูอิงกุนจอมอยู่ไอในศาสนาทะอันเทียมกัมบุงลีลิดละมานีก็ไกรนาอเคียงายนั่นเทียช่างล้อมอิงกุนดัดไอมกัมบุงลีนียองก็สราดอยอสิงไอมสิมซาลามนีจอกิงวันเทกิงวันอุบจาวนียอสิงไอมสิมซาลามนีจาวกิงวันเทกิงวันอุบจาวนียอสิมซาลามนีเทละไงชาไดงาคราสกุ
งากะงุยนาอิงกอนจอดามอยู่อินไงภูมิชานีแพ่มุงอิงกอนจอดัดมาอยู่อินไงภูมิชานีงุยก็นกุพงะเคียลุงครุงกันนี่ไรงายภูมิชานีงุยก็นกุพงทะละวุสามชานีอินไรนั้นเทก็นกุพงนะไรงายง่ายนาวัสราบินสุนัยนั้นเทอัสราดออินันเทมีมิเสียนละง่ายชามีครุมกะคิงกุมดิงากาอันเทยองจอมสกุดไออามรังเออันเทอะนกุพงก็สระไอมีครุมกะคิงไอนกุพงกบูกราไอชิกาเทครักอสักครุงไอนกุพงไดงานารางไอมีครุมยินราลัมเพกอกับไอซิมซาลัมเพสปินไอนกุพงมชานีเพียนไดงากาลอลาไอศาสนามกัมบุงลินีเพสราโดชิคไรชากลอคุมไพลูนาอินไรมูเชซอนมิสุกัมรัมไอมชาอิงกอมีเพลดาสันลานาเชียมกัมบุงลินีเพกัมกรันคุมไพชงุนาเรงไอสราโดอินังคุยนาภูมิชานียาอคิวพีกรุมยาไอลัมจอมมดิชดออิงโกนจอยาไอลัมจาวนียาเราจอมชันลอมมกัมบุงลีกลัวไอลัมนีเพรานาเรงไออันเทียบุกาโกมเจนเทกะกาลามอมิวมิวมจ่อมงจิงชานีรุยักจำจาวลำนี้ล้อครุมง่ายเดริงง่ายมจ่อได้ซ้อมกัมบุงลินีเพเราจอมกัมกรันกุมภาไอลำกลอนามดูแค่รากระดอนง่ายสะดวอินนาอะกาลชุมกัมน้อยก็ชีมุงดันเทชียดิงพริงไอลำเพช่องดำงามูงูไอเริงง่ายได้ก็อันเดียบุกาเพไปกรัมก็กับนามดูสอสกาไอลำเริงง่ายรู้ไอยากไอลำนี้ล้อครุมงากาไอละปรังไกรกสังะมุงดังอันเทอากาเนดิกว่าคราสกุนามดูสอสกาไอลำเริงง่ายอันเทอช่องลำทาครุมลูว่าไม่ไอรู้ไอยากไอลำนี้ล้องาไอไดลำนี้เพลาเกาอยานามดูอันเทอคิวพีกาไอไรได้รู้ยักมังคันลำนี้เพคุณไพลูนาไอกุนสามอันเทเพจอยานามดูเชอันเทอคิวพีงไออินไดอคิวพีกาก็สราดออินนางามดูอันเทพีรานาคิวพีกามอนเรงไอเพียงยังสินยามครุมง่ายนี้เพียงยังสินยามครุมง่ายนัวพูนนิยมมีอินดอกะอันเทียบูกาตามจามังคามจ่อตินามเรบูกาตาชนุงาอิมไอประชายอมยองตินามเรบูกาเพกาวดาเอนาพรองเย็นคอมงารายเพียงยังสินยามตบานีคันกรนกรีชนูชิมพีงารายตินาบูกาดุมดาเดไปวาลุนาเตมเพกลอยมูมิมดาอลางารายอิสราเอลมชานีนามลีไดบรูจันทาผู้คอมไลวารายซอนแต่นี้อันเทมิวชานีมูผู้ทอดคอมงารายนกุพงนามูเพียงเย็นสิงรามครุมงายรามานีมิดอมิเทนครุมไออันเทอะบุกาตารามานีล้อมิมดาชราเองไอซอนคำช่างกับมาไอไลกาบาจีชริงคาจาลุนามอคอคันนี่อินลูไอกันบาวบุงลีมาดงอินลูไออินไอซอนเรไอมาซาลามนีล้ออามาจอรามานีล้อมิดอมิเทงามาไอเทอิงกอมีงายานำพัมลูมิชาตาครักซุมมัดวามาไอสตาดออินังอัลลัมเวมซุนไอลัมโกรามานียามิดอมิเทนไอลัมนีเพมิชรอยาไอลัมไตวะอุการามานีควนนามเจมจันลัมนีเทมิดิงมันสันเซนไอลัมนีเพคันดามนาอันเทียบุกาเพซิมซาไอตรารับราไอบุกาปินไตวะคราโกกับไอมชานีไตงากากุนดิงคุนีอันเทียกุนดิคุชกูโกอคิวพีไอลัมทาชกุดไอโซราไอมกามชัมงังกังไอรู้ไอยากไอลำนี้เพ่มุเราจอมกุมไพลาเจไอคนจิงคุนีไตงากาจุมคุยนาสมุยไอก็สระไอนัวพูนาวนี้อันเทจอมกลอกุมไพสาวาไรมกัมบุงนีล้ออันเทียชองเอ
อันเทเปอลางไออันนี้อันเทกลงไอป่วยก็มีมดาลำเทอันเทกลอกุมภัยสาวารานามกำลำนี้เพตัตุกลอกุมภัยสาวานามตุโซสกาไอลำริงไออันเทียสตาร์โดอินังโกมีมรายรองไอสันตุลมาเจไออันเทียบุกาเพไมกจาไอมกาเดกลายใช้ไวออนลำกลอนามดูรางไอมกำชัมรองไอวาริงไออันเทเราจอมคอมสางไออินไดครุงลำทาไกรกสังะมุงดันเทเชียดิงพริงไอลำเพชองดามงากามิมดาชรากบาเทมกำบุงลีกโลพานามดูยองจินจินไรงาสกาไกรกสันเทเราไรยามยอมยองพิมไองูไอลำเพมูมีตุมงากายากาลำนี่ล้อล้ออันเทียชองนี่งางไอไรติมไดลำนี่ยองทาอันเทียมกำชัมก็กรอกบางไอกลอราไอมกำยิ่งงามลำนี้ล้อล้องางไอสตาดาโซราไอมีครุมยิราเล็ดอันเทียบุกาเบก็กับไอมกำมุงลีทายองชามล้อมกุมภัยสาวกาโล